ကလောရောက်လို့ရှိရင်ဘယ်နေရာသွားမလဲမသိဘူးဆိုလို့ရှိရင်တော့ဒီ camping လေးကိုသွားဖို့အတွက် Ever အကြံပေးချင်ပါတယ်ဒါဆိုတော့ camping မှာ Ever နဲ့တူတူဘာတွေလုပ်လို့ရလဲဘာလေးရှိလဲဆိုတာကိုဆက်စုလိုက်ရအောင်ကလောရောက်ချင်းနေ့တစ်ပတ်ကိုတော့ Ever share vlog မှာလုပ်ပြီးပေါ့နော်ဒါကတော့ part 2ဖြစ်ပါတယ်ရှင်ပထမဆုံး Ever ချိတ်ထားတဲ့ organization ကနေပဲပေါ့နော် Ever ကိုဒီကားနဲ့ခေါ်သွားပြီးတော့မှနေရာကိုသွားတယ်ပေါ့အဲ့တော့ကိုလိုက်သွားရုံပဲဒါပေမဲ့လိုက်သွားတဲ့အခါမှာလက်ကအထူကြီးအကြီးတွေမတင်နဲ့ပေါ့နော်လမ်းက25မိနစ်ဒီပါလောက်ရှောက်ရတယ်တော်တော်လေးလမ်းကပို့ပြီးဝေးတဲ့အတွက်ပို့ပပလေးတဲသွားနိုင်လို့ရှိရင်အကောင်းဆုံးပဲပေါ့နော်ဒါတော့ Ever camp လို့တစ်ချက်စစ်ပြီးတော့မှပေါ်တာပါညာလောက်ပါတယ်ဒီသူ့ viewers အားမိုက်တယ်ဟိုအခုနေဝင်နေရမ်းပေါ့နော်အရမ်းပူနေရတော့မှလေရာသီဥတုကအေးစိတ်လေးပဲရှိတယ်ပူချစ်နေရမျိုးမရှိတာဒါအောင်နေရပူနေရပေါ့နော်ဒါဆိုတော့ Ever ဒါပထမဆုံး camp site တဲ့ဝင်တဲ့အတွေ့အကြုံဖြစ်ပါတယ်ပထမဆုံးခါရတယ်ပေါ့နော်လမ်းလျှောက်လာကအဒီအောက်ကအဲ့ဒါဘာပင်ကြီးလဲအဲ့ဒါလေးတွေကခြေထောက်မှာအရန်စုတယ်ပေါ့ဘောင်းမီရှည်မဝဲလာလို့ရှိရင်လည်းကောင်းတယ်ပေါ့နော်ဘောင်းမီရှည်မှာဆိုလို့ရှိရင်အဲ့ဒါလေးကတ်တယ်ပေါ့ဒါတော့စစ်တီဘာတွေစူးစမ်းနေရဖြစ်ပါတယ်စိတ်ကနှစ်ထပ်ရှိရေပေါ့စိတ်ကိုလည်းတော်တော်လေးပိတ်လိုက်ရတယ်ပြီးရင်တော့မုတ်တွေပါစားပါပဲမုတ်မလေးကအရန်တိုက်တယ်လေးကအားတိုက်လုံးလို့ပေါင်မုတ်ကိုပြုတ်ကြမှာဆိုလို့ဆိုပြီးကိတ်မုတ်ကိုအပေါ်တင်ထားလိုက်တော့မှလေးကအရန်တိုက်လုံးလို့ကိတ်မုတ်ပြုတ်ကြသွားတဲ့ဟာကိုခါပြီးပြန်စားနေကြဖြစ်ပါတယ်အရန်ဟိုစိတ်ပန်းဖြစ်ဖို့ကောင်းတယ်ပေါ့နော်လေတွေကလေဖြူးဖြူးလေးနဲ့တိုက်ပြီးတော့မှကိုဝယ်လာတဲ့အဒီဟာလေကလောကနေကြစီတို့ကိတ်မုံတို့အာလူးကြော်တို့ကလည်းအရန်စားလို့ကောင်းတယ်ပေါ့ view ကလည်းအရန်ကောင်းတယ်အဲ့ဒါနဲ့ Ever ခဏညောင်းလို့ဆိုပြီးတော့ခဏလှဲလိုက်တယ်ပြီးရင်တော့ Ever ပြန်ထွက်လာပါတယ်ဒါကတော့တနေ့လိုအပ်တဲ့ဟာတွေကိုပေါ့နော်ရှင်းပြပြီးတော့ပြနေရဖြစ်ပါတယ်ဒါကတော့နေဝင်အရန်မြန်တယ်ကိုကအရင်ပုံရိုက်ချင်တယ်ဆိုလို့ရှိရင်နေဝင်တဲ့အချိန်ကိုအမိရိုက်ပေါ့နော်အရန်မှောင်တာမြန်တာမလို့ပါဒါတော့ Ever စားဖို့အတွက်ပါ Ever တို့က4-5နှစ်လောက်ကျွေးရပေါ့နော်စားစရာတွေလည်းအများကြီးပဲရှိပြီးတော့ဒီလိုဘန်းနဲ့အပြည့်စားရတာဆိုတော့အားကြိုက်တယ်အရသာလည်းအရန်ကိုမှကောင်းပြီးတော့တော်တော်မှအများကြီးပဲကိုယ့်အိမ်မှာစားဖို့အတွက်အရန်ခက်ခဲပေါ့နော်အစားကောင်းလေးတော့ချက်ချင်းချက်ကျွေးရအဲ့နေရာမှာလည်းပူပူလောလောနဲ့ချက်ကျွေးရတနက်ပြီးတနက်ကျွေးရပေါ့နော်အဲ့တော့အရန်သဘောကျပါတယ်တဖြည်းဖြည်းနဲ့နေရတဖြည်းဖြည်းနဲ့စောင်းလာပြီပေါ့နော်အရန်မောင်တာမြန်နေကိုကဆန်းနဲ့ရိုက်ချင်တယ်ဆိုတော့ရိုက်ပေါ့ဒါတော့အဲ့တော့ no မဟုတ်ဘူးမီကိုမိတ်ဝယ်လာတာပေါ့နော်ဒါတဝက်အိမ်မလို့စဉ်းစားလိုက်တဲ့အချိန်မှာရိုင်းမှောင်သွားရပေါ့နော်ဒုက္ခရောက်သွားပြီပါတယ်ပြီးလို့ရှိရင်ကို flash မိပါမသုံးရဘဲနဲ့ကိုယ့်ရဲ့ကင်မရာတွေ flash light တွေအကုန်လုံးကိုအနီရောင်သူတို့ပြောတဲ့ကာဟာလေးကာခိုင်းနေပေါ့နော်အဲ့တော့မှကျယ်တွေကိုကြည့်တဲ့အခါမှာကျယ်တွေကအဲ့လိုဘယ်လိုခေါ်မလဲကိုယ့်ရဲ့မီးကြောင့်အနှောက်အယှက်မဖြစ်တော့ဘဲနဲ့နေမှာပေါ့နော်မီးအနီရောင်ကအကောင်းဆုံးပဲပေါ့ဒါကျယ်တွေနဲ့ပတ်သက်တဲ့တည်ထိုက်တဲ့ဟာတွေဘူးသားတွေအမေးအဖြေတွေကိုဒီလိုမျိုးမီးပို့ပြီးတော့ပေါ့နော်ဒါဟာအေးဆေးရင်းနေနေမှာပြောရဲ Ever ကြိုက်တဲ့ကိုတီကိုဘူးယူသွားရပေါ့နော်ရင်နွေးလေးနဲ့တဲပြီးတော့စားတာ oh my god အရန်ကောင်းလားကြည့်ရဒီမှာဆိုလို့ရှိရင်လုံးဝမရနိုင်တဲ့ feeling ပေါ့နော်တအားမှတော်တော်ကြီးချမ်းလာတယ်လို့တော်မှချမ်းဆုံးပဲမလို့ Ever တွေးတောင်တုံနေပြီမလို့ camp site တွေဝင်သွားတယ် camp site တွေဝင်သွားတော့သူ့မှာရှိ sleepy bag ကတအားနွေးပြီးတော့မှနေလို့ကောင်းတယ်ပေါ့နော်အဲ့ဒီမှာ anime ပိုင်းကြည့်ရပြီးတော့အပြင်ပြန်ထွက်တယ်အထဲပြန်ဝင်တယ်ပြင်ပြန်ထွက်တယ်အထဲပြန်ဝင်တယ်နဲ့ဆိုပြီးတော့ဒီလိုပဲပေါ့နော်နည်းနည်းလေးနွေးလာပြီဆိုလို့ရှိရင်အပြင်ထွက်လိုက်ပါလိုက်ပေါ့အရန်စိတ်ပိုင်းဖြစ်ဖို့ကောင်းတယ်Ever တော့ကျယ်တွေကိုရိုက်ပြကြည့်မယ်ပေါ့နော်ဖုန်းကနေကြတော့ကျယ်တွေကို capture လုပ်လို့မရဘူးပေါ့နော်ဒါအဲ့လိုမျိုးလေးအပြစ်မှာအရန်လာကျယ်တွေလည်းကျွေလိုက်တာဆိုတော့လိုက်ရှိရအရန်ကိုမှလေး mesmerizing အရန်ဖြစ်လို့ထက်ကိုသွားခြင်းနဲ့ပေါ့နော်ဒါကတော့ Ever တို့ဂျိုကိုမှန်ပြောင်းနေကြည့်ခြင်းလို့ဆိုပြီးတန်းစီနေကြတာဖြစ်ပါတယ်ကျယ်တွေလည်းရိုက်လို့မရဘူးဆိုတော့ Ever တို့ဒီလိုပဲဖုန်းဝင်နဲ့ဝေးရမှာပဲအပန်းဖြေပြီးတော့အိတ်လိုက်ပါတယ်ဒါနောက်နေ့မနေ့ရောက်သွားပြီပေါ့နော်နောက်နေ့မနေ့မှာလည်း Ever တို့ဘာတွေလုပ်ပြီးတော့ဘယ်လိုဖြတ်တန်းကြမလဲဆိုတာကိုတော့နောက်ဗီဒီယိုမှာတွေ့ကြမယ်နော် bye bye